အောင်မြန်ကဲနဲ့ရန်တွေ့သွားတာငါလုံးလိုက်ရကွာကျူလောငါထုတ်ရက်ငါဟိုချတော့မပြီးဘူးပြကြလို့ကွာ ထိုက်တမျိုးခွာလား ဟုတ်တယ်မနေ့ကလာတာထုတ်ရက်ငါ့ကိုကြတော့ဘာလို့လာတာမပြီးတာလဲ ဟမ်ဂျိုင်းပြီးခဲ့လားရုံးတက်လို့လား မတက်ဘူးလေ တက်လားဆိုမရှိဘူးလေ ဟာဒီလိုမှမနေကြနော်ရုံးတက်မတက်တဲ့ငါ့ကိုလာတာပေးရမှာ ရုံးမတက်လားဆိုပြောင်းတော့ကုမ္ပဏီရဲ့စီးကမ်းမဲ့လေးဂျိုင်းရဲ့ဂျိုင်းဖြစ်တော့တမီးကဘာလုပ်ပြရနင်တော့နင်ကစကားများကြည့်အခုချက်ချင်းငါ့ကိုပတ်စံ10သိန်းလွှဲပေးနင်ကကိုပိုင်အကောင့်ထဲမှာမဟုတ်နော်ကုမ္ပဏီရဲ့အများဆုံးအကောင့်ထဲကနေငါ့ကို10သိန်းလွှဲပေး အဲ့ဆိုလို့ရှိရင်တော့တချို့အကျွေးယူတဲ့ channel ရေးပေးအောင်နော် ဘာကျူးတဲ့ချင်အောင်ရေးရမှာဟုတ်လားနင်ငါ့ကိုလာနောက်နေရ ဟုတ်တယ်လေရေးပေးနိုင်တော့တမီးလည်းလွှဲပေးနိုင်ဘူးအထက်ရောက်ဂျိုင်းတော့လည်းသွားနေတော့တမီးတော့လာပြီးဆွဲမထဲနဲ့အောင်မငါအောင်မြန်ကဲနဲ့ရန်တွေ့သွားတာငါလုံးလိုက်ရကွာ လုံးလိုက်ရကွာ ဟာ